Hello, mình sang gần nhị chưa? Thì nãy giờ thì trên này bài này sẽ bị lọt vào chạm nó. Rồi anh do reading ấy trên này bài của biểu mình suy nghĩ tụi nó được khai học và bị share reading đâu nghe giờ thì reading của phát biểu cái bị đó. Eddie reading á, belu sa bài miêu sa của tông thái, belu chase sa bổng của tông thái rồi sẽ tình cái. Rồi đi ní cha rồi nó thật cao dần được của tụi mình. Tôi share mà đâu ngá, trái hi của tình cái nó. Rồi đi cao cha rồi trái hi mà học về nè. ခါအဲဆိုတာလေးကိုသင်ပါမယ်နော်ခါအဲပါဒီခေါ်တော့ပါလေးပါနော်ခါအဲခါအဲဆိုတော့ဒါလေးကိုအရင်မှပြပါမယ်နော်ပုံမှန်ဆိုရင်တော့စစကစာပိုက်တွေရှင်းပြပြီးမှဖတ်လို့ရှိရဆိုပေမဲ့ရှင်းတစ်ခေါက်ကပုံစံမှာကဒါကဒီလိုပုံစံလေးလားဆိုပြီးတော့တိုင်းဟိပုံစံမျိုးသိသွားပြီးတဲ့နောက်မှာစစကြတော့ဒီတစ်ခေါက်နောက်ထပ်အခန်းလေးကိုကြတော့အရင်ဆုံးရှင်းပြပါမယ်နော်ある言葉や文を同じ意味の他の言葉や本に変えて書いたり、具体的な例などで説明したりすることがある。これを言い換えという。ဆိုလိုတာကတစ်ခုတော့ပေါ့နော်ခေါ်တော့ပါရီစကားလုံးတွေစာကြောင်းတွေပေါ့နော်အဲ့တော့စကားလုံးတွေစာကြောင်းတွေကိုတဲ့အိုနာဂျီအီမီတူညီတဲ့စကားလုံးနဲ့ဟိုကတော့ခေါ်တော့ပါရပွန်းတခြားတော့ခေါ်တော့ပါရီစကားလုံးတွေနဲ့ခိုက်တဲ့ခိုက်တာရီရေးတာတို့ကိုရိုက်တဲ့ခိနာတွေတင်တော်တဲ့ဥပမာလေးတွေနဲ့ပြတာတို့အဲ့လိုမျိုးရှင်းလင်းချက်တွေလုပ်ပြတာကိုအီကိုင်လို့ခေါ်ပါတယ်တဲ့言い換えて説明していることは大事なポイントであることが多い。言い換えに、ခဏခဏရှင်းပြနေပြီဆိုရင်、言い換えကိုသုံးထားတယ်。言い換えကိုသုံးပြီးရှင်းပြနေပြီဆိုရင်အဲ့ဒါကတဲ့အရေးကြီးတဲ့ point ဖြစ်တာများပါတယ်တဲ့။ตัวの選択肢もမိခွန်းရဲ့ရွေးချယ်စရာတွေမှာလည်းပဲ本文とは違う表現で言い換えられていることが多いので注意しよう。ဆိုလိုတာကကြတော့မိခွန်းရဲ့ရွေးချယ်စရာအဖြစ်လေးခုရှိရဟုတ်မိခွန်းရဲ့ရွေးချယ်စရာအဖြစ်လေးခုမှာလည်းမူရင်းစာပိုက်ရဲ့ကွာခြားချက်မူရင်းစာပိုက်နဲ့ဘယ်လိုပြောမလဲမတူညီတဲ့ဖော်ပြချက်တွေနဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ချူအီရှိရောတတိထားကြရအောင်နဲ့ကဲဆိုလိုတာကဘာလဲဆိုရင်သူကစာပိုက်ထဲမှာသုံးသွားတဲ့ခိုတိုဘာတွေပေါ်နေရှိတယ်အဲ့ဒါကိုစာပိုက်ထဲမှာအတိတ်ပဲအတူတူပဲဒါပေမဲ့မတူညီတဲ့ခိုတိုဘာတွေနဲ့ထပ်ခါဒီအကြောင်းကိုပြောသွားတယ်အဲ့တော့အတိတ်ပဲဒီအတူတူပဲဒါပေမဲ့တူညီတဲ့အတိတ်ပဲတွေကိုမတူညီတဲ့ခိုတိုဘာတွေနဲ့သုံးပြီးတော့ပြောသွားတယ်အဲ့ဒါကို e ခိုင်လို့ခေါ်ပါတယ်အဲ့တော့စာပိုက်ထဲမှာဟုတ်ပြီဒီအတိတ်ပဲပြောချင်တာကိုပဲကိုမတူညီတဲ့ခိုတိုဘာတွေထပ်ခါသုံးနေပြီဆိုရင် okay ဒါစာရေးသူအဓိကပြောချင်တဲ့ point လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီလိုစာပိုက်မျိုးမှာဆိုရင်လက်ရှိတော့သတိထားမှာပါလေဆိုရင်မေခွန်းရဲ့အဖြေလေးခုမှာလေစာပိုက်ထဲကခိုတိုဘာတွေစကားလုံးတွေနဲ့မတူပဲနေမေကွန်မေးလာနိုင်ပါတယ်အဲ့တော့စစတို့လည်းပဲအနေနဲ့ဒီမှာဖြည့်ခဲ့တော့ဟာလိုမျိုးမေကွန်နဲ့က keyword ကိုယူပြီးတော့စာပိုက်မှာသွားရှာရှေ့စာကြောင်းနဲ့နောက်စာကြောင်းနဲ့ဖတ်အဲ့လိုမျိုးဒီမှာလုံးဝလုပ်လို့မရတော့ပါဘူးเนาะအဲ့တော့စစတို့ဒီစာပိုက်မှာဗာနီလန်ကိုသုံးထားတဲ့စာပိုက်ဘာစာပိုက်ကိုသုံးထားတယ်ဆိုတာသိမှသာလေဒီဟာကိုဖြည့်လို့ရတော့မှာပါကဲဒါဆိုရင်များစတော့စစနဲ့တူတူဖတ်ကြည့်ရအောင် read တိုင်းရုံလေးဖတ်ကြည့်မယ်เนาะအဲ့တော့数学者数学者アイシュタインアイアイシュタインやアインシュタインをပြောတာเนาะသင်္ချာပညာရှင်アインシュタインပြီး作曲家持ちあるとはただ一つの能力に恵まれているから天才なのではないကြည့်အောင်သင်္ချာပညာရှင်アインシュタインနဲ့တေဂီတာပညာရှင်ဂီတပညာရှင်မိုးဇတ်တို့ကတဲ့တာရာဟီတိုဆိုတော့တခုတည်းနိုးလျော်ကူဆိုတာကစွမ်းရည်အဲ့တော့စွမ်းရည်တခုတည်းပိုင်ဆိုင်ထားတဲ့မေကူမာရဲ့တဲ့ရည်တို့ဆိုတာပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ကြွယ်ဝတာပြောတာနော်စွမ်းရည်တခုတည်းကြွယ်ဝတာမလို့တဲ့တန်းဆိုင်နာနော်တဲ့ဝနိုင်ပါရမီရှင်ဉာဏ်ကြီးရှင်နေဖြစ်လာတာမဟုတ်ပါဘူးတဲ့သင်္ချာပညာရှင်အိုင်းစတိုင်းရေပြီးတော့တေဂီတာပညာရှင်ဂီတပညာရှင်မိုးဆက်ရေကတဲ့သူကအရည်ချင်းတစ်ခုတည်းပိုင်ဆိုင်ထားလို့ပါရမီရှင်ဖြစ်လာတာမဟုတ်ပါဘူးတဲ့ဟိုခိုက全く異なる2つの能力を持っているから天才なのだဟိုခိုသူ့ရဲ့လားရနှစ်ဖက်က全くလုံးဝကိုပဲ異なるကွဲပြားတယ်
ဖူဒါဆွန်နိုနိုလျော့ကိုနှစ်ခုစွမ်းရည်နှစ်ခုလုံးဝလားရနှစ်ဖက်မတူညီတဲ့စွမ်းရည်နှစ်ခုကိုမော်တေအီရူခါတာပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့တန်ဆိုင်နာနော်တာဆိုတာကသူကိုပါရမီရှင်လို့ခေါ်ပါတယ်ကစမာရီတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့モノコトの細かい部分を詳しく見る能力と物事ကိစ္စရပ်တွေကိုတဲ့細かい部分を詳しく見る能力အသေးစိတ်အပိုင်းလိုက်အသေးစိတ်ကြည့်ရှုတတ်တဲ့စွမ်းရည်အဲ့ဒါတစ်ခုပြီးရင်物事の全体像を大きくつかむ能力を持ち合わせているのであるအရာဝတ္ထုတွေကိုဇန်တိုင်ဆိုတာအပေါ်ယံခြုံငုံပြီးတော့ကြည်တာနော်။ပေါ်ယံခြုံငုံပြီးကြည်တာကိုဇန်တိုင်ဆိုလို့ခေါ်ပါတယ်။ Okiku Sakamu ဆိုတာကကြတော့ဘယ်လိုပြောမလဲကြည်ကြဲပြန့်ပြန့်နဲ့ဖမ်းမိတဲ့စွမ်းရည်အဲ့ဒါကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆိုတော့သူပြောတော့တာဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့ဒီလားရနှစ်ဖက်မတူညီတဲ့စွမ်းရည်နှစ်ခုကဘာလဲဆိုတာကိုပြောသွားတယ်။ဘာလဲဆိုတော့ပထမတစ်ခုကတဲ့အဲ့ဒီ方向が全く異なる2つの能力အဲ့ဒီဟာကိုဇေတို့ကိုနားမလည်မှာဆိုလို့စမာရီဆိုပြီးတော့ထည့်ရှင်းလာတယ်စမာရီတနည်းအားဖြင့်モノコトの細かい部分を詳しく見る能力ဒါပထမအရေးချင်းအသေးစိတ်ကြည့်တဲ့စွမ်းရည်ဒုတိယအရေးချင်းကဘာလဲဆိုရင်モノコトの全体像を大きくつかむ能力အကိစ္စရပ်တွေကိုအပေါ်ယံခြုံငုံပြီးတော့ကြဲကြဲပြန့်ပြန့်ကြည့်တဲ့စွမ်းရည်အဲ့စွမ်းရည်နှစ်ခုကိုပြောတာဟုတ်ပြီနော်လာရနှစ်ခုမတူညီတဲ့ဖူတာဆန်နိုလျော့ကိုဆိုတာကအသေးစိတ်ကြည့်တဲ့စွမ်းရည်ဒီခြုံငုံကြည့်တဲ့စွမ်းရည်ကိုပြောတာနော်အဲ့တော့ကြည့်ရ物事の詳細な部分を見ていくとするのは職人的ကိစ္စရပ်တွေကိုတဲ့အသေးစိတ်ကြည့်တဲ့လူကိုတဲ့職人的လို့ခေါ်ပါတယ်တဲ့စင်စစ်ဒီမှာ職人的ကိုပေါ့နော်မြန်မာလိုကြီးပါတာမပြတ်ပြတော့ဘာဖြစ်လို့လဲဆိုသူ့ရဲ့အဓိပ္ပာယ်ကကြတော့ကိစ္စရပ်ကိုအသေးစိတ်လုပ်တတ်တဲ့သူအသေးစိတ်လုပ်တတ်တဲ့သူကို職人的လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒါကို全体像をつかもうとするのは学者的な見方ということもできるအဲ့တော့အကုန်လုံးကိုခြုံငုံကြည့်တတ်တဲ့သူကိုကြတော့学者的လို့ခေါ်တယ်။အဲ့ဒါဆိုသူတို့နှစ်ယောက်ရှိပြီ။ဘယ်သူလဲဆိုရင်職人的ရဲ့学者的ရဲ့အဲ့တော့စစ်တာကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင်လုပ်ငန်းတစ်ခုမှာခေါင်းဆောင်တဲ့သူရဲ့အဲ့ခေါင်းဆောင်ညွှန်ကြားသမျှကိုအသေးစိတ်သိတဲ့လူရဲ့ရှိပြီ။ဆိုကြပါစို့စစ်တို့မြေတစ်ခုဝယ်လိုက်ပြီဆိုကြပါစို့အဲ့မြေကိုပညာရှင်တစ်ယောက်ကပညာရှင်နှစ်ယောက်ရှိတယ်ပညာရှင် A နဲ့ပညာရှင် B ပညာရှင် A ကကြတော့သူကဒီမြေရဲ့မြေအကြောင်းအသေးစိတ်သိတယ်ပြီးတော့ဒီမြေအကြောင်းမှာဒီမြေမှာဘာပင်နေဆိုင်ဖြစ်ထွန်းမယ်ဆိုတာကိုသိတယ်ပြီးတော့ရင်ဒီအပင်တွေကိုဘယ်လိုပြုစုပြောင်းထောင်ရမလဲဆိုတာကိုသိတယ်အဲ့ဒါပညာရှင် A ပညာရှင် B ကကြတော့ဒီမြေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုရင်သူအပေါ်ယံကြောသိတယ်ဘယ်လိုစီမံခန့်ခွဲပြီးတော့ဘယ်ဟာတွေဘယ်လိုပို့ရမလဲဆိုတဲ့ဟာမျိုးသူကဒီမြေကိုခြုံငုံပြီးတော့ပေါ့နော်ပေါ်ယံ manage လုပ်နိုင်နေပေါ့အဲ့လိုမျိုးပညာရှင် A နဲ့ B ရှိတယ်ဆိုကြပါစို့အဲ့တော့ပညာရှင် A ဒီရှော့ကနစ်တဲ့ခီလို့ခေါ်မယ်အသေးစိတ်သိတယ်လို့ပညာရှင် B ကကြတော့အပေါ်ယံခြုံငုံပြီးတော့ manage လုပ်နိုင်တယ်လို့အဲ့ဒါကိုကြတော့ဂါခုရှာတက်ခီလို့ခေါ်မယ်နော်ဂါခုရှာတက်ခီအဲ့လိုမျိုးအရေးချင်းနှစ်ခုရှိတဲ့လူကိုတော့တန်ဆိုင်လို့ခေါ်ပါတယ်တဲ့အဲ့တော့この日本語の能力をどちらも身につけていることが必要な意味を持つအဲ့လိုမျိုးလားရမတူတဲ့လာရနှစ်ဖက်ရှိတဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားတဲ့ရှာဖွေတွေ့ရှိထားတဲ့လူကအရေးကြီးတဲ့အဓိပ္ပာယ်ရှိပါအရေးကြီးတဲ့အဓိပ္ပာယ်ပိုင်ဆိုင်ထားပါတယ်ဆိုလိုချင်တာကအဲ့လိုမျိုးစွန့်ရင်နှစ်ခုရှိတဲ့သူကပညာရှင်ပါရမီရှင်ပေါ့နော်ခုနပြောတဲ့တန်းဆိုင်ဖြစ်မယ်ဆိုတော့ကဲဒီစာပိုက်ကြီးတစ်ခုလုံးသတိချုံငုံပြီးပြောရမယ်ဆိုရင်သင်္ချာပညာရှင်မိုးဇတ်တို့နဲ့ sorry သင်္ချာပညာရှင်အိုင်စတိုင်းတို့နဲ့တေဂီတာပညာရှင်မိုးဇတ်တို့ကအရေးရှင်တစ်ခုတည်းကိုပိုင်ဆိုင်ထားလို့ပညာရှင်ဖြစ်လာတာမဟုတ်ဘူးသူတို့ဒီမတူညီတဲ့လားရနှစ်ဖက်မတူညီတဲ့အရေးရှင်တစ်ခုကိုပိုင်ဆိုင်ထားတယ်โอเคဘယ်လိုလားရနှစ်ဖက်မတူညီရလဲတစ်ခုကအသေးစိတ်ကြည့်တတ်တာတစ်ခုကခြုံငုံပြီးတော့ကြည့်တတ်တာโอเคအဲ့ဆိုအသေးစိတ်ကြည့်တတ်တယ်လို့ဘယ်လိုခေါ်လဲရှော့ကနင်းတဲ့ခီလို့ခေါ်တယ်ခြုံငုံပြီးကြည့်တတ်တဲ့လူကြတော့
Kakusha teki လို့ခေါ်တယ်အဲ့တော့ line နဲ့မတူညီတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့လူက Tensai ဒါသူ့ရဲ့အဓိပ္ပာယ်ဆိုတော့စံစီတို့အဖြစ်မရွေးခင်မှာ Ikigai လေးစဉ်းစားရအောင် Ikigai ဆိုတာကတူညီတဲ့အဓိပ္ပာယ်ကိုမတူညီတဲ့စကားလုံးတွေသုံးပြီးတော့ထပ်ခါပြောတာကဲဒီမှာကြည့်ရအောင်သူကစကားလုံးဆိုတာတက်ပေါ့နော်စာကြောင်းတစ်ကြောင်းလုံးညွှန်တဲ့အခါမျိုးမှာလေသုံးတဲ့ Ikigai ကဟိုခိုကမာတခုခိုတိုနာတို့ဖူတာဆွန်နော်နိုးလျော်ခုလာရမတူညီတဲ့နိုးလျော်ခုအဲ့ဒါကိုရှင်းပြထားတာကသူ့ရဲ့ Ikigai ကကြည့်အောင်ဒါဆိုတော့ဒါလေးရှင်းလိုက်ရင်တော့ပို့ပြီးတော့လွယ်သွားမယ်ဖူတာဆွန်နော်နိုးလျော်ကိုရှင်းပြခြင်းနဲ့သူ့ရဲ့ Ikigai ကဘာလဲဆိုရင်ဒါကိုရှင်းပြတာနော်အဲ့နှစ်ခုဖူတာဆွန်နော် Ikigai ကဘာလဲဆိုတော့မိုနိုကိုတိုကိုမာကိုင်ပူပွန်ကိုဝါရှိကိုမီတို့နိုးလျော်ခုလာရနှစ်ခုမတူညီတာကိုနောက်တဲ့အတိတ်ပဲတစ်မျိုးနဲ့ပြောထားတယ်ပထမတစ်ခုကအသေးစိတ်ကြည့်တဲ့စွမ်းရည်ရဲ့ပြီးရင်ပါလဲဆိုရင်မိုနိုကိုတိုဇန်ဒိုင်ဆိုအိုကီကုစကာမူနိုလျော့ကိုခြုံငုံပြီးတော့ကြည့်တဲ့စွမ်းရည်ဆိုတော့သူတို့နှစ်ခုကိုဘယ်လိုခေါ်လဲဆိုရင်ဟိုခိုကမာတာကိုကိုတိုနာတို့ဖူတာဆွန်နိုလျော့ကိုရှေ့မှာက mention လုပ်သွားတာထည့်ပြောသွားတာဒီဖူတာဆွန်နိုလျော့ကိုလို့ပဲပြောသွားတယ်ဒါပေမဲ့ဖူတာဆွန်နိုလျော့ကိုဆိုတာဘာမှမသိမှာဆိုတော့နောက်ထပ် Ikigai ဆိုတဲ့နောက်တစ်မျိုးပြောင်းပြောတယ်နီလန့်ကိုသုံးပြီးတော့ဒီအကြောင်းကိုဆက်ပြီးရှင်းသွားတယ်Okay ဆက်ပြီးတော့ကြည့်အောင်အဲ့ဒါဆိုရင်စစီတို့ဒီမှာအသေးစိတ်လောက်တတ်တဲ့သူခိုမကိုင်းဆိုတဲ့ဟာကိုရှောဆိုင်နာဆိုပြီးတော့တခါသုံးသွားပြန်ရှောဆိုင်နာအသေးစိတ်လောက်တတ်တဲ့သူကိုပုံမှန်ဆိုခိုမကိုင်းကိုဝါရှိကူမီတို့နိုးလျော်ကိုအဲ့ဒီဟာကိုဘယ်လိုမျိုးပြောလဲဆိုရင်ရှောဆိုင်နာမျိုးမီတေကိုအဲ့ဒီလူကိုကြတော့နောက်တစ်မျိုးဘယ်လိုခေါ်လဲဆိုရင်ရှောကုနင်းတေကီလို့ခေါ်တယ်Okay ဟုတ်ပြီဒါဆိုမိုနိုကိုတိုဇန်တိုင်းဆိုကြည့်နိုင်တဲ့လူကိုကြတော့ဒီမှာ Ikigai နဲ့သုံးတော့တာပါတယ်တော့ Kakusha teki လို့ခေါ်ပါတယ်တဲ့ဆိုတော့ Okay အဲ့ဒါဆိုဒီနှစ်ခုကိုပြန်ပေါင်းပြီးတော့ Ikigai သုံးတဲ့အခါမှာ Niho kono no ryoku Futasono no ryoku ပဲဖြစ်ဖြစ်ဒီက Futasono no ryoku ပဲဖြစ်ဖြစ် Niho kono no ryoku ပဲဖြစ်ဖြစ်မဟုတ်ခိုကမာတာကိုခိုတိုနာတို့ Futasono no ryoku ပဲဖြစ်ဖြစ်ဒါဒီမတူညီတဲ့စွမ်းရည်တစ်ခုကိုပြောနေတာဒီ Shokunin teki နဲ့ Kakusha teki ကိုပြောနေတာဟုတ်ပြီနော်အဲ့တော့ဒီအကြောင်းအရာကိုပဲသူပြောချင်တဲ့အကြောင်းအရာကိုပဲစာရေးသူကထက်ကမတူညီတဲ့ကိုတို့ဘာတွေမတူညီတဲ့ဘွန်းတွေကိုတုံးပြီးတော့ထက်ကပြောသွားတယ်ဆိုတာစာရေးသူအဓိကပြောချင်တဲ့အကြောင်းအရာပဲစာရေးသူအဓိကပြောချင်တဲ့အကြောင်းအရာဒီShokunin teki နဲ့ Kakusha teki ကိုသူကပွိုင်းအောင်လုပ်ပြီးပြောချင်တယ်ဒီ Futasono no ryoku ကိုပွိုင်းအောင်လုပ်ပြီးပြောချင်တဲ့အတွက်ကြောင့်ဒါဆိုရင်အစေးတို့ကနားလဲရမှာကသူဒါကိုထက်ကသုံးသွားတယ်ဆိုရင်ဒီစာကြောင်းမှာစာရေးသူပြောချင်နေတာကဒီအပိုင်းပဲကဲစင်စေးတို့選択肢問いの選択肢をどうぞその人は職人的な見方လူကတဲ့職人的な見方ဒီမှာကြည့်မယ်နော်ပုံမှန်ဆိုရင်職人的なကို詳しくအသေးစိတ်ကြည့်တတ်တယ်ဆိုပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ဇန်စိတို့ဒါဒီစာကြောင်းပေါ့နော်ကို詳しくကို見ることは職人的ဆိုတာဒါမသိဘူးပြင်ဇန်တိုင်းစုကိုကြည့်တဲ့လူကကာကုရှတekiဆိုတာကိုဒါနားမလည်ဆိုရင်ဒီစာကြောင်းဖြေလို့မရနော်အဲ့တော့ဒီမှာတော့သူကကိုဝါရှိတို့ခမကိုင်တို့အဲ့လိုစကားလုံးမျိုးပေါ့နော်အဲ့လိုစကားလုံးမျိုးတွေမသုံးဘဲနဲ့職人的な見方ရဲ့ပြီးရင်ကာကုရှတekiな見方ဆိုပြီးတော့သုံးသွားတယ်အဲ့တော့လူတွေမှာတဲ့ဒီပေါ့နော်အသေးစိတ်ကြည့်တတ်တဲ့အမြင်ရဲ့တဲ့ပြီးတော့ခြုံငုံပြီးကြည့်တတ်တဲ့အမြင်ရဲ့တို့ယူဖူတာစsorry နီဟိုခိုနော်နိုလျော်ကိုတဲ့မီနီဆိုခဲတို့ပဲခိတာလူတိုင်းကတဲ့အဲ့စွမ်းရည်နဲ့ရက်ကိုပိုင်ဆိုင်တဲ့တဲ့ဟုတ်လားဟုတ်ဘူးလေနော်ပါရမီရှင်တွေပဲပိုင်ဆိုင်တာလေဟုတ်တယ်ဟုတ်စွမ်းရည်နှစ်ခုလုံးပိုင်ဆိုင်တာကပါရမီရှင်ပဲအဲ့တော့ခုစရတာနိုလျော်ကိုတန်ဆိုင်တာခဲကမတ်တေရူတိုယူဝခဲတဲ့ဝနိုင်တယ်ထူးချွန်တဲ့စွမ်းရည်ဆိုတာကတဲ့ပါရမီရှင်တွေပဲတဲ့ပိုင်ဆိုင်တာမဟုတ်ပါဘူးထူးချွန်ပြီဆိုတဲ့ပါရမီရှင်မဲလေနော်အဲ့တော့ဒါလည်းစာပိုက်ထဲမှာတော့မပြောထားဘူးအဲ့တော့စန်စီတို့နှီးပန်းလေးပယ်မယ်ပြီးတော့တန်ဆိုင်နီဝါတဲ့မိုနိုကိုတိုနော်ဇန်တက်ကိုအိုခိကုဆုစကမှုနိုလျော်ကအာရုတဲ့တန်ဆိုင်မှာဆိုရင်ဒီပေါ့ပါရမီရှင်မှာတဲ့ပါရမီရှင်တယောက်မှာပေါ့နော်အရာဝတ္ထုတွေကိုတဲ့ကိစ္စရက်တွေကိုအပေါ်ယံခြုံငုံကြည့်တတ်တဲ့စွမ်းရည်ရှိပါတယ်တဲ့ဆိုတော့တန်ဆိုင်လို့ပြောလိုက်တာ ਨੇ စာရေးဆရာပြောထားတာကိုတစ်ချက်ပြန်ပြီးတော့ recall ခေါ်ကြည့်အောင်တာဟီတိုဆွနောနိုလျော်ကိုဒီမှာကြည့်သူဒီစွမ်းရည်တစ်ခုတည်းပိုင်ဆိုင်လို့တန်းဆိုင်ဖြစ်လာတာမဟုတ်စွမ်းရည်နှစ်ခုပိုင်ဆိုင်မှာဒါတန်းဆိုင်ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလည်းမှားတယ်အဲဆိုအဖြစ်ရုံဘက်မှာပဲရှိမလားစ
ပြပကြည့်ရအောင်နော်တန်ဆိုင်ဝခိုတိုနာတို့နီဟိုခိုနိုနိုလျိုကိုမူချီအာဝါဆက်တေတို့တွေ့ပြီနော်တန်ဆိုင်တဲ့ပညာရှင်တွေကတဲ့ခိုတိုနာတို့မတူညီတဲ့နီဟိုခိုနိုနိုလျိုကိုလာရနှစ်ဖက်ရှိတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်တဲ့စံစေးတို့ဒါဒီရှောကုနင်းတေကီနဲ့ဂါကုရှာတေကီကနီဟိုခိုနိုနိုလျိုကိုဆိုတာဟုတ်တာမတိခဲ့ဘူးဆိုရင်ဒီစာကြောင်းကိုဖြေလို့မရသူဒီရှောကုနင်းတေကီနဲ့နီဟိုဘောနော်ကာကုရှာတက်ခီကိုနီယိုခွန်နိုနိုလျော်ကိုဆိုပြီးတော့ဤခါအဲလေးတုံးပြီးတော့စကလုံးပြောင်းတုံးပြီးတော့ပြောသွားတယ်နော်အဲ့တော့သူ့ရဲ့မေးခွန်းမှာတော့မှမိနာဆန်တို့ကိုဤခါအဲလေးတုံးပြီးမိနိုင်တဲ့အတွက်ကြောင့်လို့ခီကိုစခဲ့တဲ့ကရာဆိုင်နေအဲ့တော့သူ့ရဲ့အဖြေမှန်ဒီယွန်ပန်လေးဖြစ်ပါမယ်နော်ဒါဆိုရင်မိနာဆန်တို့ဘာလို့ဒီအဖြစ်ဖြစ်သွားလဲလေနားလည်မြင်ချင်ပါတယ်နော်はい見てくれてありがとうございましたバイバイ